မင်္ဂလာပါဒီဗီဒီယိုမှာတော့ Magic Word 2 အသုံးပြုတဲ့သင်ခန်းစာပဲဖြစ်ပါတယ် Magic Word 2 ကိုအသုံးပြုဖို့အတွက်ပထမဦးဆုံး Portable ယူမယ်ပို့ယူဖို့အတွက် Open ကိုတစ်ချက်ဖွင့်လိုက်မယ်ပြီးလို့ရှိရင် Portable ကိုကလေးထောက်မယ် Open နဲ့ဖွင့်လိုက်မယ်အခုလိုမျိုးကင်မရာဒေါင်းထဲကိုဝင်လို့ရှိရင်တော့ Open ကိုနင်းလို့ရတယ်လို့ Enter ကို Copy လည်းရမှာပဲဖြစ်ပါတယ်အခုလိုမျိုး Photoshop ထဲမှာဓာတ်ပုံဝင်နေပြီဆိုလို့ရှိရင်ပထမဦးဆုံး Magic Word 2 ကိုယူလိုက်မယ် Magic Word 2 ကဘယ်နေရာမှာသုံးလဲဆိုလို့ရှိရင်တော့ဒီလိုမျိုးအယောင်တယောင်ထဲရှိတဲ့ background ပုံတွေကိုဖျက်တဲ့အခါမှာ Magic Word 2 နဲ့အလွယ်တကူဖျက်လို့ရမှာပဲဖြစ်ပါတယ်ဒီပုံကိုတစ်ချက်ဖျက်ကြည့်မယ် background ကိုကလေးတစ်ချက်ထောက်မယ် selection ဝင်သွားတယ်ဒီဘက်ခြမ်းကိုကလေးတစ်ချက်ထောက်မယ်ခုလိုမျိုး selection ဝင်နေတဲ့အခါမှာ background ကိုဖျက်ဖို့အတွက်ပထမဦးဆုံး layer ကိုတစ်ချက်စစ်ပေးရမှာပဲဖြစ်ပါတယ် layer မှာလောက်ကျနေတော့ background ဖျက်လို့မရပါဘူးဒီလိုမျိုးလောက်ကျနေလို့ရှိရင်တော့လောက်ကိုတစ်ချက်ဖွင့်ပေးရမှာပဲဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ delete ကိုနှိပ်လိုက်တာနဲ့ background ဖျက်သွားမှာပဲဖြစ်ပါတယ်ကိုကြိုက်တဲ့ color ကိုထည့်ပြီးတော့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်နောက်တစ်ပုဒ်ကိုစမ်းကြည့်ပြမှာပဲဖြစ်ပါတယ်နောက်တစ်ပုဒ်ကိုစမ်းကြည့်ဖို့အတွက်ဖိုင်တိုင်းကိုတစ်ချက်သွားမယ် open ကိုနှိပ်မယ်ဒီပုဒ်ကိုတစ်ချက်ကလေးထောက်မယ် open ကိုနှိပ်မယ်ဒီလိုမျိုး round ဖိန်တာတဲ့ဝင်သွားလို့ရှိရင်တော့ open ကိုတစ်ချက်နှိပ်ပေးလို့ရတယ်လို့အဲ့ဒါကိုတစ်ချက်ခောက်ပေးရင်လည်း Photoshop ထဲဝင်သွားမှာပဲဖြစ်ပါတယ်အခုလိုမျိုး Photoshop ထဲဝင်သွားပြီဆိုလို့ရှိရင်တော့ Magic Word 2 ကိုတစ်ချက်ယူလိုက်မယ်ပြီးလို့ရှိရင်ကိုဖျက်မဲ့ background ပုံကိုကလေးတစ်ချက်ထောက်ပေးလိုက်မယ်ဒီလိုမျိုး selection ဝင်နေပြီဆိုလို့ရှိရင်တော့ background ဖျက်ဖို့အတွက် layer ကိုတစ်ချက်စစ်ပေးမယ်ဒီနောက်မှာလောက်ကျနေလို့ရှိရင်တော့လောက်ကိုတစ်ချက်ဖွင့်ပေးရမှာပဲဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ delete ကိုဖျက်ပြတာနဲ့သူရဲ့ background ကအောက်တိုးဖြတ်သွားမှာပဲဖြစ်ပါတယ်ဒီ Magic Word 2 အသုံးပြုတာကိုလည်းအားလုံးအဆင်ပြေမယ်လို့ကျွန်တော်ထင်ပါတယ်